အားလုံးပဲမင်္ဂလာပါ FOP နဲ့ပြန်လဲကြိုဆိုလိုက်ပါတယ်ဆိုတော့ဒီနေ့ရောက်နေတဲ့နေရာလေးကတော့ဒါဘယ်လိုပြောရမလဲပင်လယ်တဲ့နေရာလေးပေါ့နော်ဆလန်ကောထဲမှာရှိတဲ့နေရာလေးပါကျွန်တော်ဒီကိုရောက်လာတဲ့အကြောင်းရင်းကဘာလဲဆိုလို့ရှိရင်ဒီနားကစီးဖူးတွေအရန်ပေါ်တယ်ပြီးရင်စီးဖူးစားဆိုင်တွေလည်းအရန်ပေါ်တယ်ပေါ့အဲ့ထဲမှာကျွန်တော်တို့ကဒီမှာအရန်လဲဈေးလဲတန်တယ်ပြီးရင်အရသာလဲကောင်းပြီးတော့ဟုတ်လား1983နဲ့ဖွင့်ထားတဲ့ River View ဆိုတဲ့စားသောက်ဆိုင်လေးကို FOP ကိုခေါ်သွားမှာဖြစ်ပါတယ်ကျွန်တော်နဲ့အတူတူအဲ့လိုအဟာတွေကနာမည်ကြီးနေတာဟုတ်မဟုတ်ကျွန်တော်နဲ့အတူတူလိုက်ကြည့်ပေးကြပါဦးနော်ဘယ်လိုရှိမလဲဆိုတာအခုတော့ကျွန်တော် Q ရင်ယူလိုက်အောင်မယ်ဆိုတော့သူကဒီကောင်တာလေးမှာသူကဟိုဖြစ်ပေးရတယ်ဗောနော် Q ယူပေးရတယ်ဗောပြီးရင်သူကနံပါတ်လေးပေးမယ်ပြီးရင်အခုရောက်နေတဲ့နံပါတ်က42ပေါ့အဲ့တော့ကျွန်တော်9ယောက်စောင့်ရအောင်မယ်သူကအဲ့မှာစင်းရင်းသွင်းပြီးတော့ဒါလေးပေးမယ်ဗောနော်ပြီးရင်ကိုနံပါတ်ရောက်ရင်သူခေါ်လိုက်မယ်ဗောဆိုတော့ဒီဇိုင်းအရင်နာမည်ကြည့်တော့လူတွေလည်းရမ်းများတယ်ကီလိုမလကဒီချိန်လေးကိုစောင့်နေတဲ့အချိန်ကိုကြိုးရှိအောင်ကျွန်တော်တို့ဟိုမှာငမုံနေရောင်းတယ်သူကအဲ့လိုမျိုးကအစားတောက်တွေအများကြီးပဲကွာအဲ့လိုမျိုးဘလို့ snack တွေပေါ့အဲ့လိုမျိုး seafood snack တွေအများကြီးရှိတယ်ကျွန်တော်တို့လိုက်ကြည့်ပေးကြအောင်နော်ဒီရှိဆိုလဲ seafood restaurant ဒါဆိုလဲ seafood restaurant ပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့သွားကျင်တဲ့ဆိုင်ဟိုဘက်မှာပါဒီမှာဆိုရင်ဒီမှာမုံတွေကိုအများကြီးပဲဆလန်ကောအဲ့ဒီငမုံကြော်တို့ပါအရင်နာမည်ကြီးဟုတ်တယ်အဓိကတော့ပင်လယ်နဲ့နီးတော့လေအရန်ဟိုဖြစ်တယ်ဒီတောက်လျှောက်ကတော့ဒါငမုံဆိုင်ပြီးသွားလို့ရှိရင်ဆောနာပြောသလိုဘာလို့ snack တွေပေါ့နော်ပြီးသွားလို့ရှိရင်သူတို့ဒီအဲ့လိုဘယ်လိုခေါ် seafood နဲ့လုပ်တဲ့ snack တွေဆိုရင်ဒီမှာအရန်ပေါ်တယ်တူတက်ဆိုအဲမှာအများကြီးပါတာအများကြီးပါဟုတ်ပါအများကြီးပဲတစ်ထုပ်ကိုအကြီးပဲတော်တော်လေးကောင်းอ่ะနော်ဟိုတကမတနာဝယ်လာဒါတွေပဲတော်တော်ကောင်းတယ်ယူသွားမယ်လေအဲ့ဒါဆိုဒီမှာလေးမှာဒါဆိုရင်ဒါဟိုဟာဘုံပြန်လာပါမလားအော် jellyfish လေ jellyfish ကိုအချောက်လုပ်တဲ့ဟာအဲ့ဒါလေသူတို့အရန်စားကြတယ်ဟုတ်တယ်မြေပဲလိတ်လိုဟာမျိုးဟိုဒီမှာပြီးတော့ဒီမှာလေဒီ seafood ball တွေပါတယ်ဆိုရင်ဒီမှာအရန်ပေါ်တယ်ဒီကထွက်တဲ့ဟာမျိုးနောက်ပြီးတော့မလေးရှားရောက်လို့ရှိရင်လေကြောက်ပြပြမယ်ဒီဟာလေဒီ snack ကလေမိုဩဇာနဲ့တူတယ်ဒါကလေဟိုကိုကဆူဗီနီယာအနေနဲ့လေဝယ်လို့တင်နေတဲ့မှာပါတယ်သူကငါးနဲ့လုပ်တဲ့ဟာငမုတ်လေးလိုပဲဒါပေမဲ့ငမုတ်ထက်ဆိုင်တော့ငမုတ်နဲ့ပဲနဲ့ရောပြီးတော့လေမိုဩဇာအရသာမျိုးလေးကောင်းနေတာလေဒီမှာကောက်ကိုကြော်စားအကြီးပဲဒါဆို25ချက်ဒါဆိုလို့ရှိရင်ဒါလည်းငမုတ်ပဲငမုတ်မှာသူအမျိုးအစားအများကြီးပေါ့လေအဲ့လိုမျိုးဒါကပစုံမုတ်ဒါကငမုတ်တော့ဒီပစုံကြောက်ကလေတော့ကျွန်တော်တို့ဟိုထင်းနေပါချက်လို့ရှိရင်လေပစုံကြောက်ငါပြိုင်ချက်တို့ရန်ကောင်းနေတာလေ100 gram please this one yeah စနချက်ဆိုတန်းတယ်37อ๋อ3ปลาเอาสไปซ์ตรงอ่ะอ๋อကိုကြီးမကိုလူဆိုတော့ဒီလိုလာမယ်ဆိုလို့ရှိရင်အဓိကကတော့ဘာတွေဝဲတင်လဲဆိုလို့ရှိရင်ဒီငမုတ်တို့ပြီးသွားလို့ရှိရင်ပစုံကြောက်တို့ငချောက်တို့ဒီမှာအရန်ပေါ်တယ်ပေါ့နော်ကဲထက်စားလို့ရှိရင်ဆိုတော့ကဲသွားကြရအောင်အခုတော့ဒီမှာကျွန်တော်မှားတော့မယ်ပေါ့နော်ဈေးလေးဆိုလည်းမစိုးဘူးကွာပစုံတွေပါဆိုလို့ရှိရင်လည်းဒါအသေးကနေစပြီး20ခွန်ကနေ40ခွန်ဆိုတော့တန်တယ်ပေါ့နော်ငါးတွေပါဆိုလို့ရှိရင်လည်း100 gram 8ချက်ပေါ့ပြီးရင်ဒီဘက်မှာသူကအဲ့လိုချက်မဲ့မတ်တက်တွေပါသူကရွေးလို့ရတယ်ပေါ့နော်ပြီးရင်လာလာတွေပါဆိုလည်းတန်တယ်အကြီးမှ35ချက်တို့ပါတို့ဆို3လဲတန်တယ်ပေါ့နော်ဆိုတော့အဲ့လိုဈေးတန်တဲ့ဟာလေးတွေပေါ့ဆိုတော့ကျွန်တော်ဒီနေ့ကတော့အဓိကကဏ္ဍစားမှာပါကျွန်တော်တို့ဒါဒီ golden aroma crab ကို2ကောင်မှာမယ်ပေါ့နော်ပြီးရင် butter brown ကိုမှ medium မှာမယ်ပြီးသွားရင်အရွက်ကြော်တစ်မျိုးမျိုးပေါ့ဒီ mix veggie မှာမယ်ပြီးတော့ soup တစ်ခုမှာလိုက်မယ်ပေါ့ကျွန်တော်3ယောက်ပဲဆိုတော့ဟုတ်အဲ့ဒါဆိုရင် medium လေးယူလိုက်မယ်မြန်မာတွေပဲဆိုအဆင်ပြေနေတော့ခုမြန်မာလိုပြောရင်မလို့ရတယ်ပြီးတော့ကျွန်တော်ဟိုဟာ mix veggie လေအဲ့ဒါလည်း medium ပဲဟုတ် medium ပဲကဲအခုဆိုလို့ရှင်တော့ဒါမှားထားရရောက်ပြီပေါ့နော်ပထမဦးဆုံး highlight ကဒီမှာပါကနန်းမှာရွှွန့်ကနန်းကိုသူကဥတွေနဲ့ပေါ့နော်မှားထားတာဒါတကောင်60တဲ့ဒါအခုဒါ120ပေါ့နော်2ကောင်မှားထားတာပါပြီးတော့ဒီမှာကနန်းထုဖို့ပေးတဲ့ဟာကိုလည်းကြည့်ကြပါဦးဆိုတော့အဲ့ဒါရှိမယ်ပြီး
ပြီးသွားလို့ရှိရင်ဒါလေးပေါ့နော်ဒါကတော့ဒါ38ချက်ပေါ့နော်ဒါ medium မှာဒါကျွန်တော် butter brown ပေါ့ garlic butter brown ပြီးသွားလို့ရှိရင်ဒီဟာကတော့ဒါ18ချက်တည်းကြည့်အောင်ပိုးရှင်းကြီးကအကြီးကြီးတွေပဲဒါဆိုတာအသီးရွက်စုံကြောပေါ့နော်ဒါ18ချက်ကိုကြည့်ပါအောင်ဒါကျွန်တော်တို့3-4ယောက်ကောင်းကောင်းစားလို့ရတယ်ပေါ့နော်ပြီးတော့ဒီမှာဒါလေးကတော့ဒါသူတို့ရဲ့ homemade ပေါ့နော်ဒါလေးလည်းနာမည်ကြီးရယ် soy sauce နဲ့သူတို့ homemade ပေါ့ပဲပြားကြော်ပေါ့နော်အဲ့ဒါ medium ဆိုတီးတီးလေးမှတ်နေတာဒီမှာ73ချက်ကနေမှကြည့်အောင်9ယောက်6ယောက်လောက်ကောင်းကောင်းစားလို့ရတဲ့ဟာမျိုးပါအမားနဲ့တော့ဥပါတာမို့လို့ဈေးနည်းနည်းကြီးသွားတာပေါ့နော်ဆိုတော့အရင်ဆုံးကျွန်တော်တို့ညှင်းကြည့်ပါမယ်ဒီမှာကြည့်ဥတွေဆိုတာဒါရှုံငနန်းပေါ့နော်ငနန်းဥလေးရင်စားပါမယ်စိတ်များပဲဒါသူ့ရဲ့အနှစ်ပေါ့တော်တော်ကောင်းတာမှာစားပါဥတွေကနှင်းနေမှာအမရောသူ့နည်းနည်းစားကြည့်စားကြည့်အရင်ကောင်းတာဒါပေမဲ့အငံကတော့နည်းနည်းတော့ငံနဲ့ပဲသွားရပါတော့ဒါတမင်းနဲ့ဆိုင်တော့တော့ပဲဘာလို့လဲဆိုတော့ကျွန်တော်တို့ကအငံကြိုက်တာဆိုတော့လေကျွန်တော်တို့ကတော့အဆင်ပြေတယ်ဒါပေမဲ့ကိုကအလေးပိုင်းမစားဘူးဆိုတော့တခြားအနှစ်နဲ့ဟာပေါ့နော်ဥပမာ string crab တို့ပြင်စင်ဆာဝါတို့အဲ့လိုမျိုးတွေမှာလို့ရတယ်ပေါ့နော်ငါရန်ကောင်းgarlic butter brown ဘယ်စံတော်ကောင်းတာချိုနှင့်ပြီးတော့လေဘယ်လိုပြောမှန်းမလဲသူကအကောင်မကြီးပင်မဲ့လေသူ့ရဲ့ပစုံရတာလက်တော့လေအရန်ချိုနေရခဏတော့ပြီးတော့မှစိုက်တယ်ပစုံကတော်တော်လေးကိုကောင်းတယ်ဒီထဲမှာလည်းပစုံလေးပါဆိုတာပစုံလေးပြည့်ပါကျဲမှာလည်းပါနော်အရွက်ကြော်လေးဆိုတော့နည်းတော့ချိုပဲနာမည်ကောင်းမယ်ပြီးတော့ဒါကတော့သိုးစရာနာမည်ကြီးရဲ့ပဲပြပါအဓိကတော့ဒီမှာကြည့်ပဲပြားလေးကတုံနဲ့လေအဲ့ဒါမှတော့သူ့ရဲ့ homemade soy sauce လေးနဲ့ဆိုအရင်ကောင်းတော်တော်ကောင်းလားဘယ်တည်းမှာပျော်စင်းသွားကောင်းလားဟိုကပစုံလေးဟိုဟာနေပဲရတယ်ဒါကတော့သူတို့ရဲ့ fish soup လေးပေါ့နော် fish ball soup တောင်းနေတော့ဂျင်းနဲ့မွေးမွေးလေးနဲ့အဓိကသူ့ရဲ့ fish ball ကကြောက်တယ်အဲ့လို bounty ရမ်းဖြစ်ပြီးတော့တချို့ဟာတွေဆိုလို့ရှိရင်လေအဲ့လိုကျွန်တော်ကော်မုံလားပီလောပီနံမုံလားအဲ့ဒါတွေအရန်ရောပြီးတော့900လာမပါတော့လေသူ900လာပြည့်ပြည့်ဝဝရှိတယ်ခဏဆိုလည်းကြည့်အောင်ဒီမှာဦးရင်းနဲ့ share ပဲ